ဟုတ်ကဲ့မင်္ဂလာပါရှင်ခရစ်စမတ်နဲ့လည်းနီးလာပြီဆိုတော့ခရစ်စမတ်နဲ့ပတ်သက်တဲ့မိကုန်းလေးတွေမြင်မြင်ကျလို့ပါ ဟုတ်ကဲ့ပါမေးလို့ရပါတယ် ခရစ်စမတ်တစ်ပင်ကိုထိုင်းလိုဘယ်လိုခေါ်ရလဲရှင် ตอนคริสต์มาสตอนคริสต์มาส ခရစ်စမတ်ဘူဘူကိုထိုင်းလိုဘယ်လိုခေါ်ရတယ်လဲ ซานตาคลอสซานตาคลอส ခရစ်စမတ်မှာရှိတဲ့တမင်ကိုထိုင်းလိုဘယ်လိုခေါ်ရလဲရှင် กวางเรนเดอร์กวางเรนเดอร์ ခရစ်စမတ်မှာရှိတဲ့ပန်းခွေကိုထိုင်းလိုဘယ်လိုခေါ်ရတယ်လဲ พวงมาลัยพวงมาลัย မီးလင်းဖို့ကိုထိုင်းလိုဘယ်လိုခေါ်ရလဲရှင် เตาพิงเตาพิง ခြေအိတ်လေးတွေကိုထိုင်းလိုဘယ်လိုခေါ်ရတယ်လဲ ถุงเท้าถุงเท้า ခရစ်စမတ်မှာရှိတဲ့လက်ဆောင်ပါဆယ်ဘူးကိုဘယ်လိုခေါ်ရတယ်လဲရှင် คองขวานคองขวาน ကျဲလေးကိုဘယ်လိုခေါ်ရတယ်လဲ ดาวดาว ခေါင်းလောင်းလေးကိုဘယ်လိုခေါ်ရလဲ ระฆังระฆัง နှင်းရုပ်လေးကိုထိုင်းလိုဘယ်လိုပြောရလဲရှင် ตุ๊กตาหิมะตุ๊กตาหิมะ ပြောင်းနိုင်ကိုထိုင်းလိုဘယ်လိုခေါ်ရလဲ เทียนเทียนသိချင်တဲ့ထိုင်းစကားလေးတွေရှိရင်ရေးခဲ့နော်ဗီဒီယိုလုပ်ပြီးပြင်ဖြည့်ပေးမယ်